ရာလေးရှိရင်လဲပေါ့နော်တစ်ချက်စီလောက်ကျမတို့ပြန်လဲပြီးတော့ဝေမျှဖို့နော်အရင်တစ်ခေါက်ကကျမဝေငှခဲ့တဲ့ Bible study ကိုဒီနေ့မှတ်မိတယ်ကိုယ်စိတ်ထဲမှာကြံခဲ့တဲ့အရာလေးတစ်ခုခုပေါ့နော်ရှိရဆိုရင်လည်းပြန်ပြီးတော့ဒီတစ်ပတ်မှာတယောက်ကိုတစ်ချက်စီလောက်ပေါ့နော် speaker လေးဖွင့်ပြီးတော့ဝေမျှဖို့အားလုံးဖိတ်ခေါ်ချင်တာဖြစ်ပါတယ်လို့ဘယ်သူစပြောမလဲဒီနေ့ MC လုပ်တဲ့ကိုရှားကနေစရမယ်ထင်တယ်နော်ရင်တစ်ပတ်တော့ဝင်ငှတဲ့အရာလေးထဲကနေကိုယ်အတ္တထဲမှာပြန်ပြီးမှတ်မိတဲ့အရာလေးရှင်းပေါ့နော်တစ်ပိုက်စီလောက်ပြန်လဲဝင်ငှဖို့ဖိတ်ခေါ်ခြင်းနဲ့လို့နည်းနည်းပြန်နှွှေးလိုက်အောင်ပါဆရာရပါတယ်မှတ်မိပါပြီဆရာမဆိုတော့ပြီးခဲ့တဲ့ဒီတစ်ပတ်တုန်းကပေါ့နော်ကျွန်တော်တို့နောက်ဆုံးသောကာလခရင်သောကာလမှာပေါ့နော်ဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့အရာပေါ့နော်ဆိုတော့အဲ့ဒါဆရာမဝေငှခဲ့တာအရင်ကောင်းကြီးဖြစ်ပါတယ်ရုပ်ပြည့်ဆိုတော့ချက်ချင်းတော့မမှတ်မိဘူးဒါပေမဲ့အရင်ကောင်းကြီးဖြစ်တယ်ကျွန်တော်ရလိုက်တဲ့အရာတွေကဘာလဲဆိုရင်ကျွန်တော်တို့အသက်တာမှာဖျားဝတ်၌မှွေလျော်တလူနဲ့ပေါ့နော်ဖျားရဲ့တကူကိုညင်းပယ်တော်သူမဖြစ်ဖို့အရေးကြီးတယ်ပြီးရင်အဲ့လိုလူတွေကိုရှောင်ရှားရမယ်ဆိုတဲ့အရာလေးပေါ့နော်အနောက်ဆုံးသားလေးမှာကျွန်တော်ရလိုက်တဲ့အရာလေးရှိပါတယ်အဲ့ဒါအပြင်ကျွန်တော်အရင်ကောင်းကြီးဖြစ်ပါတယ်ကျွန်တော်တို့တက်တာမှာဘာသာရေးပေါ့နော်တနည်းအားဖြင့်လူရှိမှာတော့godliness ပုံစံမျိုးဖြစ်ပေမဲ့လူတွေရဲ့အတွင်းထဲမှာတော့ဖျားရဲ့တကူကိုညင်းပယ်နေတဲ့သူမဖြစ်ဖို့ဆိုတဲ့အရာလေးပေါ့နော်အဲ့ဒါအပြင်ကောင်းကြီးဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်ဆရာမဒီမိတယ်ကျေးဇူးတင်တယ်တခြားရောသူတွေရှိမလားအရင်ဘက်တုန်းကဝင်ငှခဲ့တဲ့အထဲမှာကိုယ်စိတ်ထဲမှာကြံခဲ့တဲ့ဟာလေးအသက်ရှင်ဖြစ်တဲ့ဟာလေးတွေရှိရင်အနေငယ်ပေါ့နော်တစ်ခွန်းစီပေါ့တစ်ချောင်းစီပြောခြင်းတဲ့အရာလေးရှင်ဝင်ငှစီခြင်းနဲ့ကျွန်တော်နိုင်ငံပြောနော်နောက်ဆုံးပိုင်းမှာဆရာမပြောသွားတဲ့အချက်ကဒီနောက်ဆုံးသောကာလမှာပေါ့နော်ကျွန်တော်မာရွေးတဲ့အော်လာဒီမစ်ဆာ profit တွေမျိုးအများစွာကျွန်တော်ကြားရတယ်ပေါ့နော်အချိန်မှာတကယ်တမန်တရားအတိုင်းကိုကိုရိုင်ကအချက်တည်းအသက်ရှင်မှုရအတွက်ကိုကိုရိုင်တမန်တရားကိုဖတ်ရှုစင်ချင်လေ့လာနှလုံးသွင်းမှုရအတွက်အမတန်မှအရေးကြီးတယ်ဆိုရတာနောက်ကပတ်တော်လေးမှာပဲတည်နေတော့တတဖြစ်မှုရအတွက်တရားကနောက်ဆုံးသောကာလမှာကျွန်တော်တို့အတွက်အမတန်မှအရေးကြီးတယ်ဆိုရတာပေါ့နော်ပြန်ပြီးတော့မှညဝချင်ပါတယ်ကျေးဇူးတင်တယ်အာမင်ကျေးဇူးတင်တယ်ရန်ကိုခိမိတယ်ပေါ့နော်တကယ် key point လေးဖြစ်တယ်ဒီနေ့အားလုံး sharing ပြန်လုပ်တဲ့အခါမှာကျမတို့ပြန်ပြီးတော့အသစ်ခွန်အားရတာဖြစ်တယ်ကဲနောက်ဆုံးတစ်ယောက်အမျိုးသမီးတွေကနေဖိတ်ခေါ်ခြင်းနဲ့လို့တစ်ယောက်လောက်ဝင်ငှပေးမလားအမျိုးသမီးတစ်ယောက်လောက်ဝင်ငှဖို့ဖိတ်ခေါ်ခြင်းနဲ့ရှိလားဟယ်လိုအားလုံးကတိတ်ဆိတ်နေကြတာနော်မပြတ်လို့လားအဲမယူတော့ထားထောင်ရသေးလို့တဲ့ဆမယူကတော့ပြောပါတယ်ဘာပဲဖြစ်ဖြစ်နော်ဆမယူတို့တော့ဒီချိန်မှာတော့ခွင့်လွှတ်ထားပါတယ်နော်တော်တော်အရန်အလုပ်များနေလို့ခွင့်လွှတ်ထားတဲ့ကြောင့်နော်ပြန်ပြီး sharing လုပ်စေချင်တယ်နော်အဲဒါကြောင့်မို့ဒီနေ့အရင်တစ်ပတ်ကတော့မပါဝင်ဖြစ်တဲ့သူတွေလည်းဒီနေ့ပတ်မှာပေါ့နော်ကျမတို့ဒီလိုမျိုးပြန်ပြီးတော့ဝေငှခြင်းအပြင်ကောင်းကြီးဖြစ်တယ်ပေါ့နော်ပြန်ပြီးဝင်ငှခြင်းအပြင်ကောင်းကြီးဖြစ်တဲ့ကြောင့်ကျေးဇူးတော်ကိုချီးမွမ်းတယ်โอเคကျမတို့ဒီနေ့ကတော့တိမောသေဩရစာဒုတိယစာခန်းကြီး၄ထဲမှာကျမတို့ဆက်သွားရအောင်ဒီနေ့ဝိညာဉ်ဖခင်ဖြစ်တဲ့ရှင်ဘောလူကသူ့ရဲ့ဝိညာဉ်သားစစ်နော်ယုံကြည်ခြင်းထဲမှာဖြစ်ပွားစေတဲ့ဝိညာဉ်သားစစ်
ဖြစ်တဲ့တိမောသေကိုပေါ့နော်သူ့ရဲ့သားရင်တယောက်ကဲ့သို့ယုံကြည်ခြင်းတွေမှာသားစစ်တယောက်ကဲ့သို့သူကနေပြီးတော့ဖခင်ကနေနော်သားကိုတွန်းတင်တယ်လို့သူကတွန်းတင်ပေးခဲ့တဲ့အရာတွေဖြစ်တယ်တိမောသေဩဇာဒုတိယဆောင်ခန်းကြီး၄ကိုကျမတို့ဒီနေ့ကိုယ့် Bible study ဖြစ်တဲ့ကြောင့်ကိုယ့်ရဲ့ကျမ်းစာအုပ်ကိုအပိုင်ငယ်တစ်ကနေပြီးတော့နော်ငါအထိကျမတို့အတူတကွဖတ်ဖို့ဖိတ်ခေါ်ခြင်းနဲ့ကိုရောတိုင်ပေါ်ထွန်း၍နိုင်ငံတော်ထင်ရှားသောကာလအသက်ရှင်သောသူတည်သောသူတို့ကိုစစ်ကြောစီရင်တော်မူသောသခင်ယေရှုခရစ်ရှေ့မှ၎င်းဖျားသခင်ရှေ့မှ၎င်းငါသည်တင့်ကိုတစ္ဆာပေးသည်ကနှုတ်ကပတ်တရားတော်ကိုဟောပြောလောအချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကြိုးစားအားထုတ်ပို့ပြလောအဆုံးခြင်းဒီနေ့ဘုရားပေးတိုက်တွန်းသွေးဆောင်လောအကြောင်းမူကားနောင်ကာလ၌လူတို့သည်စင်ကြယ်သောဩဝါဒကိုနားမခံနိုင်ပဲရှားတတ်သောနာရှိလျင်မိမိတတ်မှတ်ခြင်းအတိုင်းများပြားသောဆရာတို့နောက်သို့လိုက်ကြလိမ့်မည်တမန်တရားကိုနားမထောင်ပဲဒိုင်ရာဤစကားကိုနားထောင်၍လွဲသားကြလိမ့်မည်သင်မူကားအရာရာ၌တမာတရိရှိစေလောဆင်းရဲဒုက္ခကိုတီးခံလောသာသနာပြုစရာဆောင်ရွက်ရသောမှုကိုဆောင်ရွက်လောဓမ္မဆရာအရာ၌ခံထား၍ပြုရသောမြတ်စင်ပြုလောဖတ်တော့ဒီတိမောသေဩဇာဒုတိယဆောင်ကျွန်မအားလုံးတော့သတိထားမိမယ်ကျွန်မတစ်ခန်းပြီးတစ်ခန်းပေါ့နော် highlight လေးလုပ်ပြီးတော့ကျွန်မဝင်ငှပြီးတော့လေ့လာခဲ့ကြတာဖြစ်တယ်ဟိုဒီနောက်ဆုံးပေါ့နော်ခန်းကြီး၄ရောက်လာတဲ့အခါမှာရှင်ပေါလုကတိမောသေသူ့ရဲ့ဝိညာဉ်သားကိုအဓိကပြောတဲ့အရာကပါလေနှုတ်ကပတ်ကိုဟောပြောရမယ်ဟာလေလုယာနှုတ်ကပတ်တော်ကိုကြီးညာတဲ့သူဟောပြောတဲ့သူဖြစ်ဖို့အလိုတော်ရှိတာဖြစ်တယ်နော်အဲ့လိုပြောတဲ့အခါမှာတိမောသေကိုပြောတာဓမ္မဆရာကိုပြောတာပဲမဟုတ်ဘဲနဲ့ဒီနေ့ကျမတို့အရောက်စီတိုင်းလေဖခင်ရဲ့တာဖခင်ရဲ့ဝမ်းမြောက်စရာတည်ခရစ်တော်ဖခင်ခင်ခေတင်ခြင်းတည်နော်တမန်တရားကိုကျမတို့ကများများဟောပြောရမယ်နော်ဆိုတော့အဲ့လိုမျိုးဟောပြောဖို့ရန်အတွက်ရှင်ဘောလူကနော်သူ့ရဲ့ဝိညာဉ်သားဖြစ်တဲ့တိမောသေကိုသူဘလောက်ထိတောင်မှနှိုးစော်လဲနော်ဘယ်လိုနှိုးစော်လဲဗတ်အနေနဲ့ကိုရောတိုင်ပေါ်ထွန်း၍နိုင်ငံတော်ထင်ရှားသောကာလနှုတ်ကပတ်တော်ကိုဟောပြောတဲ့အခါဘယ်လိုမျှော်လင့်ခြင်းနဲ့ဟောပြောရမလဲဆိုရင်ယေရှုခရစ်တော်ပြန်လည်ပေါ်ထွန်းပြီးနိုင်ငံတော်ထင်ရှားမဲ့ကာလကိုရည်မှတ်ပြီးတော့ဟောမှာဆိုတော့တနည်းအားဖြင့်ကျမတို့ဘုရားသခင်ကျမတို့ကိုပေးတဲ့တမန်တရားစစ်ကိုကြီးညာတဲ့အခါမှာခုကာလမှာတော့ဟောပြောခြင်းမှာဟောပြောတတ်မယ်လူကြိုက်များခြင်းမှာလူကြိုက်များမယ်နော်လူတွေကနားထောင်ခြင်းမှလည်းနားထောင်မယ်ညင်းပယ်တဲ့သူတွေလည်းရှိနိုင်တယ်လောင်ပြောင်တဲ့သူတွေလည်းရှိနိုင်တယ်ဒါပေမဲ့တဲ့ဘာကြောင့်နှုတ်ကပတ်တော်ကိုဟောပြောရမလဲဆိုရင်ဟောပြောဖို့နော်ရှင်ပေါလုကြီးကသူ့ရဲ့သားဖြစ်တဲ့တိမောသေကိုသစ္စာပေးထားတာဖြစ်တယ်နှိုးဆော်ထားတာဖြစ်တယ်ဘယ်လိုစိတ်မျိုးနဲ့ဘယ်လိုမျိုးမျှော်လင့်ချက်မျိုးနဲ့ဟောပြောရမလဲဆိုရင်တဲ့ယေရှုခရစ်တော်ပြန်လဲပေါ်ထွန်းမယ်ဆိုတာဒုတိယအကြိမ်ကြွလာမယ်နော်နိုင်ငံတော်ထင်ရှားမယ်ဆိုတာနှစ်ထောင်ကာလခရစ်တော်ဖျားဒီလောကကြီးမှာအုပ်ဆိုးပြီးတော့နော်ငြိမ်သက်ခြင်းနဲ့အုပ်ဆိုးတဲ့အချိန်ကာလကိုရည်မှန်းပြီးတော့နော်အသက်ရှင်ရမယ်ရည်မှန်းခြင်းအဖြစ်ကျမတို့အသက်ရှင်ရမှာဖြစ်တယ်နောက်တစ်ချက်ကအသက်ရှင်တော်သူတည်တော်သူတို့ကိုစစ်ကြောစီရင်တော်မူသောသခင်ယေရှုခရစ်နှင့်ဘုရားသခင်ရှိမှာနော်ကိုရောယေရှုဖျားပေါ်ထွန်းလာတဲ့အခါမှာနိုင်ငံတော်ကြီးထိထားမယ်နိုင်ငံတော်ထင်ရှားလာမယ်ခုချိန်မှာတော့နိုင်ငံတော်အမျက်မြင်မရဘူးနော်ဘုရားနိုင်ငံတော်ဘာမှရှိတယ်လေနော်လူတွေကပြောကောင်းပြောမယ်နော်ယေရှုရဲ့တပည့်တော်ဖြစ်ရတာကလူတွေအတွက်လှောင်ပြောင်းစေတာpopular မဖြစ်တဲ့အရာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ယေရှုကြွလာတဲ့အခါနိုင်ငံတော်ထင်ရှားလာတဲ့အခါမှာအသက်ရှင်တဲ့သူတွေကိုလည်းယေရှုကတရားစီရင်မယ်။သေတဲ့သူတွေကိုလည်းပြန်လည်ထားမြောက်ပြီးတော့တရားစီရင်မယ်နော်။ဆိုတော့အဲ့ဒီတရားစီရင်ခြင်းတရားစီရင်ပိုင်သောခရစ်တော်ရဲ့ရှေ့မှာတဲ့ဒီနေ့ရှင်ပေါလုကသူ့ရဲ့သားဖြစ်တဲ့တိမောသေကိုသူကသစ္စာပေးထားတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့ယုံကြည်သူများရဲ့အသက်ရှင်ခြင်းကဒီလောကရဲ့ခဏတာတည်တဲ့အရာပေါ်မှာပဲကျွန်တော်တို့စိတ်နှလုံးသားကိုထားမှာမဟုတ်ဘဲနဲ့ခရစ်တော်ဘုရားပေါ်ထွန်းပြီးတော့ကိုရောရဲ့နိုင်ငံတည်မယ်နော်ယေရှုခရစ်တော်တနေ့မှာနော်ဖြောက်မှတ်တော်တရားစီပလင်ရှိမှာနော်အသက်ရှင်တော်သူတည်တော်သူတွေဝိညာဉ်အားလုံးကိုတရားစီရင်ပြီးမယ်အချိန်ကာလရောက်လာမယ်အဲ့ဒါကိုကျွန်တော်တို့မျှော်လင့်ပြီးတော့
အဲ့ဒီနေ့ရက်အတွက်စဉ်းစားပြီးတော့ခုချိန်မှာကျမတို့ဘာလုပ်ရမလဲဆိုရင်နှုတ်ကပတ်တော်ဟောပြောရမှာဖြစ်တယ်ပေါ့နော်နှုတ်ကပတ်တော်ဟောပြောရမှာဖြစ်တယ်ဆိုတော့အဲ့ဒီနှုတ်ကပတ်တော်ကိုဟောပြောတဲ့အခါဘယ်လိုဟောရမလဲအချိန်ရှိသည်ဖြစ်စေအခွင့်အခါကောင်းသည်ဖြစ်စေအခွင့်အခါမကောင်းသည်ဖြစ်စေနော်တခါလေညတချို့အချိန်တွေကတော့အချိန်ကောင်းပဲနော်အဲ့လိုမျိုးကြုံရတယ်နော်ဟာတမန်တရားကိုပြောဖို့အချိန်ကောင်းပဲပေါ့နော်တခါတလေတချို့အချိန်တွေကဟာဒီချိန်ကတော့မသိတော့ပါဘူးပေါ့နော်ဒီချိန်ကတော့မသိတော့ပါဘူးဒီချိန်ကတော့မပြောသင့်ပါဘူးเนาะဒီချိန်ကတော့လူတွေသဘောမကျတော့ပါဘူးစသဖြင့်အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘာလို့ရမလဲစူးစမ်းအားထုတ်ရမယ်ဒီနေ့ကျမတို့ယုံကြည်သူတွေတမန်တရားကိုဟောပြောတဲ့သူတွေเนาะဧဝံဂေလိတရားကိုဟောပြောတဲ့သူတွေကဘာကိုစူးစမ်းအားထုတ်လဲမလဲဆိုတော့ကာလမှာလေနှုတ်ကပတ်တရားကိုဟောပြောဖို့အတွက်စူးစမ်းအားထုတ်ရမယ်စူးစမ်းအားထုတ်တဲ့အခါမှာအချိန်ရှိတာမရှိတာနဲ့မဆိုင်နော်အချိန်ကောင်းမဲ့မသိမပါတဲ့ခံတဲ့အချိန်လည်းဖြစ်နိုင်တယ်နော်ဘလို့အချိန်မျိုးမှမဆိုကျမတို့ကစူးစမ်းအားထုတ်ရမယ်ဘာကိုအားထုတ်ရမလဲနှုတ်ကပတ်တရားကိုဟောပြောပြီးတော့သွန်သင်ရမယ်နော်စူးစမ်းအားထုတ်ရမယ်နှုတ်ကပတ်တရားကိုဟောပြောဖို့နောက်တစ်ချက်ကအပြစ်ကိုဖော်ပြရမယ်နော်ခုနောက်ပိုင်းမှာအဲ့ဒါကတော့သိပြီးတော့အသင်းတော်တွေထဲမှာခင်မစားတော့တဲ့အရာဖြစ်တယ်နော်ဆိုတော့အပြစ်ကိုဖော်ပြရမယ်တယောက်နဲ့တယောက်ခရစ်တော်ဖေဟာအပြစ်ဆိုတာပါလေဘုရားသခင်ရဲ့ရည်ရွယ်ချက်ကနေလွဲစေတဲ့အရာအလုံးအပြစ်ဖြစ်တယ်ပေါ့နော်အဲကြောင့်ယုံကြည်သူတယောက်နဲ့တယောက်ကကျမတို့ဘုရားသခင်ကျမတို့ကိုထားတဲ့ပြစ်မှတ်ကျမတို့ဘုရားသခင်ထားတဲ့ပန်းတိုင်ကနေလွဲချော်စေတဲ့အချိန်ခါမျိုးမှာကျမတို့တယောက်ကိုတယောက်ဖေးမပြီးတော့အပြစ်ကိုဖော်ပြရမှာဖြစ်တယ်။နေဖရားရဲ့လမ်းကနေတော့လွဲနေပြီ။ဒါတော့ဖရားရဲ့အလိုတော့မဟုတ်ဘူး။ဒီလိုရွေးချယ်တာဒီလိုအသက်ရှင်တာတော့နှုတ်ကပတ်တော်နဲ့မညီဘူး။ဒီလိုမျိုးပြုမှုခြင်းဒီလိုပြောဆိုခြင်းကဖရားရဲ့မာတရားနဲ့မညီဘူးဆိုတဲ့အရာဖရားသခင်နှစ်သက်သောအရာမဟုတ်ဘူးဆိုတဲ့အရာကိုကျမတို့ကဖော်ပြရမှာဖြစ်တယ်။ဆုံးမပေးရမှာဖြစ်တယ်။တယောက်နဲ့တယောက်ကျမတို့ကပြုပြင်ပေးရမှာဖြစ်တယ်နော်။ဘယ်လိုအဲ့လိုလူတွေကိုလည်းမချစ်ဘူးလေနော်ကိုယ်ဆုံးမတဲ့သူတွေကိုကဘုရားရဲ့နှုတ်ကပတ်တော်နဲ့မညီတဲ့အရာလုပ်တဲ့ခါကျရင်လူတွေကအဲ့ဒါကိုသိသဘောမကျအဲ့ကြောင့်ဘာပြောလဲဆိုကျမ်းစာအလွန်ရှည်သောစိတ်နဲ့ပြောတယ်ပေါ့နော်အလွန်လဲပါတယ်ရှည်လဲရှည်တယ်ဆိုတော့တော်တော်ရှည်ရမယ့်သဘောပဲနော်ဆိုတော့အတိုင်းထက်အလွန်ပဲနော်ဆိုတော့ခါတလေကျရင်ကျမတို့ကတစ်ချိန်ပြောပြီးသွားရင်တော့သူတိလောက်မှာပါနော်ကျမတို့ဒီကျမ်းပိုက်ကိုလည်းဆွေးနွေးကြတယ်ကျမရဲ့အမှုတော်ဆောင်ဘတ်တွေနဲ့ခါကျတချို့အရာတွေကလေကျမတို့ကလေပြောတဲ့လူကတော့မပြောင်းလဲဘူးနော်အပြောခံရတဲ့လူကတော့အပြစ်ကိုဖော်ပြတဲ့ခါကျမပြောင်းလဲဆုံးမဩရတဲ့ပြည်လည်းမပြောင်းကြာတော့ဘာဖြစ်လဲမှားတဲ့လူကမှန်တယ်လို့ဖြစ်ပြီးတော့မှန်တဲ့လူကမှားတယ်လို့ဖြစ်တယ်ပေါ့နော်ဆိုတော့တခါလေညပြောတဲ့လူကဆုံးမတဲ့သူကအာနာသွားတယ်နော်ထပ်ပြောရမှလဲအာနာလိုက်တာနော်ထပ်ပြီးတော့တုံသင်ရမှလဲအားတောင်နာသွားတယ်နော်အပြောခံရတဲ့လူကနောင်တမရတဲ့ခါကျတော့လေပြောတဲ့လူကပဲနောက်ဆုံးကြတော့ဘာဖြစ်သွားလဲအာနာပါနာဖြစ်သွားသိမပြောချင်တော့ဘောနော်ဒါတခါလေကြာရင်အမှုတော်ဆောင်နေပင်လင်ခေါင်းဆောင်နေပင်လင်မိသားစုထဲမှာနော်အဲကြောင့်မို့တို့ဒီတစ်ခေါက် mission conference မှာဆရာတို့ကမိသားစုတွေပါခွန်အားပေးလေဆိုမိခင်နေရဲ့တမန်တရားကိုပြောခြင်းကသားသမီးတွေကကြားခြင်းချင်းမကြားခြင်းချင်းဘာလို့ရမလဲတမန်တရားကိုပြောရမယ်သူတို့တခါလေညနော်ဒါပေမဲ့ကြားပါတယ်တင်တယ်ဒါပေမဲ့ तू ဒုက္ခရောက်တဲ့အချိန်မှာနော် तू အသက်တာမှာဘုရားနဲ့နှစ်ပန်းလုံးတဲ့အချိန်ရောက်မှာတဲ့အဲ့ဒီရဲ့အမိပြောခဲ့တဲ့အရာတွေ तू ကပြန်ပြီးကြားရောက်တာဖြစ်တယ်နော်ဒါကြောင့် तू ကဘာပြောလဲဆိုမိခင်နေတဲ့ဘုရားရဲ့တမန်တရားဘုရားနှုတ်ကပတ်တော်ကြားခြင်းချင်းမကြားခြင်းချင်းနားထောင်မနားထောင်တော့ပြောရမယ်နော်ဆိုတော့သူတို့မကြားခြင်းရန်ဆောင်ပေမဲ့နားမထောင်ခြင်းတလို့ရှိပေမဲ့သူတို့ဟာနားထောင်တာဖြစ်တယ်ကြားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာအပြစ်ကိုဖော်ပြတာတို့ဆုံးမခြင်းကိုပြုလို့ပြောတော့အချက်ခွဲဖို့တော့ပြောတာမဟုတ်ပေါ့နော်နှစ်ကိုကြားကျမ်းစာထဲမှာရှင်မတဲ့ထဲမှာအပြစ်ပြုတဲ့လူတွေကိုကျွန်မတို့နှစ်ကိုကြားဘယ်လိုမျိုးသွန်သင်ရမလဲဆုံးမရမလဲနော်ထားတာဖြစ်ပါတယ်ဒါကြောင့်အလွန်ရှည်တဲ့ဩဝါဒမျိုးကိုပေးပြီးတော့ဘာလို့ရမလဲတိုက်တွန်းသွေးဆောင်ရမယ်တခါတလေကြာရင်လေကျွန်မတို့ပြောရင်နဲ့လူတွေကိုဝေးကပြောတော့ငါမသွန်သင်တော့ငါပြောရင်လဲသွန်သင်လဲသူ့ကိုကြည့်ရတာလဲနော်
သိစိတ်ဝင်စားပုံမပေါ်ဘူးဆိုတော့ငါလက်လျှော့လိုက်တော့မယ်ငါဆူတောင်းပေးနေတဲ့လူတွေလက်လျှော့လိုက်တော့မယ်ဒါမှမဟုတ်လဲငါဗာလဲနော်တုံတင်တဲ့ຢာကြီးလည်းမလုပ်တော့ကျမတို့အမှုတော်ဆောင်နေဆိုတခါတလေကြအဲ့လိုဖြစ်တတ်တယ်ငါတော်ပြီမပြောချင်တော့ဘူးနော်ဒါပေမဲ့ကျမ်းစာဘာပြောလဲအလွန်ရှည်သောစိတ်ပြောကြည့်ပါဦးအလွန်ရှည်သောစိတ်လို့အလွန်ရှည်သောစိတ်နဲ့ဩဝါဒမျိုးကိုပေးရဘာလို့မလဲတိုက်တွန်းသွေးဆောင်ရမယ်ခါကျကိုကလေထင်တယ်ငါတစ်ချိန်ပြောရင်သူတို့နားလည်မှာပဲတောင်ဆန်းစုကြည်ပါပြောလဲလူတယောက်ကအကြောင်းအရာတစ်ခုကိုသဘောပေါက်ဖို့အတွက်တဲ့အချိန်100လောက်ပြောရတယ်နော်ပြီးတော့ကျမတို့ဒီလွန်ခဲ့တဲ့နှစ်မှာ business kingdom business ဆိုတဲ့လုပ်ငန်းတစ်ခုပေါ့သင်တန်းတစ်ခုလုပ်တဲ့အခါမှာအဲ့ဒီမှာလာပြောတဲ့သင်တန်းပေးတဲ့ဆရာဘာပြောလဲဆိုအလုပ်တစ်ခုကိုကျွမ်းကျင်ဖို့အတွက်ကိုလုပ်တဲ့အလုပ်တစ်ခုကျွမ်းကျင်ဖို့အတွက်အချိန်ပေါင်းဘယ်လောက်လဲ1000လောက်နော်နာရီပေါင်း1000လောက်လုံးမှာပဲဘာဖြစ်လဲကျွမ်းကျင်တာကျွမ်းကျင်တဲ့အိဗယ်ပါလေအချိန်ယူလေးများတွေးဆုံလေးနော်အရေးကြီးတဲ့အရာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျမတို့နောက်ဆုံးသောကာလခဲရင်သောကာလလွန်ခဲ့တဲ့အပတ်မှာကျမတို့အခန်းကြီး3ကိုလေ့လာခဲ့တယ်ခဲရင်သောကာလခက်ခဲတဲ့ကာလမှာနောက်ဆုံးသောကာလမှာသက်ရှင်တဲ့အခါလူတွေကကိုချစ်တယ်နော်တခြားလူဖះကိုလည်းမချစ်တော့ဘူးကျမဘာပြောခဲ့တယ်အဲ့တော့မှတ်မိလားကျမပြောခဲ့တဲ့ statement လေးတစ်ခုရှိပါတယ်ကျမတို့လောကမှာဖះသခင်အလိုတော်ရှိတာကဘာလဲဖះကိုးကွယ်ဖို့လူတွေကိုချစ်ဖို့အရာဝတ္ထုတွေကိုအသုံးပြုဖို့ဖြစ်တယ်နော်ဒါပေမဲ့ကျမတို့ဘာဖြစ်လဲအရာဝတ္ထုတွေကိုချစ်လာတဲ့အခါမှာလူတွေကိုဘာဖြစ်လာလဲအသုံးချပြီးတော့ဘုရားသခင်ကိုကြောခိုင်းတတ်တယ်နော်ဒါကြောင့်ကျမတို့ကခဲနေတဲ့ကာလမှာလူတွေကကိုချစ်တယ်နော်ကိုပဲချစ်လာတယ်အရာဝတ္ထုတွေကိုငွေကိုတတ်မှတ်တယ်ဝါကြွားတယ်ထောင်လားစော်ကားတယ်အသက်တာအဲကြောင့်လူတွေကအလွန်ရှည်သောစိတ်နဲ့ထပ်ပြောပါအောင်အလွန်ရှည်သောစိတ်နဲ့လို့အလွန်ရှည်သောစိတ်နဲ့ဩဝါဒပေးပြီးတော့တိုက်တွန်းလို့ဆိုရမယ်နော်ငါတစ်ချိန်ပြောပြီးသူသဘောပေါက်မှာပဲမဟုတ်ဘဲနဲ့ထပ်တလဲနော်စနေစုဆရာမတွေလည်းထပ်တလဲပြောဖို့လို့လေယုံကြည်သူအချင်းချင်းလည်းထပ်တလဲဘုရားရဲ့ကောင်းမြတ်ခြင်းနော်ဘုရားသခင်ရဲ့သစ္စာရှိခြင်းဘုရားကိုယုံကြည်ကိုးစားမယ်အကြောင်းကိုသွေးဆောင်ဖို့လို့လားဘာလို့လဲဘာလို့အလွန်ရှည်တဲ့စိတ်နဲ့ပြောရမလဲရှင်းပါတယ်အပိုင်ငယ်3မှာပြောရမယ့်ရည်ရွယ်ချက်ပြောရတဲ့အကြောင်းရင်းရှိတယ်အကြောင်းမူကားတဲ့နောင်ကာလ၌လူတို့သည်စင်ကြယ်သောဩဝါဒကိုနားမခံနိုင်ပဲရားတတ်သောနာရှိလျင်မိမိတတ်မှတ်ခြင်းတိုင်းများပြားသောဆရာတို့နောက်သို့ဘာဖြစ်မလဲပြောလဲလိုက်ကြမယ်ဘာလို့လဲဆိုရင်လူတွေကစင်ကြယ်တဲ့ဩဝါဒကိုနားမခံနိုင်နော်တမန်တရားကိုနားမထောင်ကြဘူးနားမခံနိုင်ပဲနဲ့ဘာနာရှိမယ်လို့ပြောလဲရားတတ်တဲ့နာဆိုတော့ကျမတို့ဓနုဖြူမှာရှိတဲ့ကျမတို့ရဲ့သာသနာပြုဆရာမတယောက်ကအမြဲတမ်းပြောတာကျမအသင်းသားတွေကအရန်နားကောက်တယ်နော်ကျမနားကောက်တယ်ဆိုတဲ့အခါကျတော့သူတို့နားတွေကကောက်လေးထင်နေတာပေါ့နော်ဘယ်ဟုတ်မလဲသူပြောတဲ့နားကောက်တယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဒီဘက်ကဝင်ဒီဘက်ကထွက်တယ်ပေါ့နော်ဘတော်မှနားမထောင်နော်နားမထောင်ဘူးတဲ့နော်နားကောက်တယ်နော်ဆိုတော့နားထောင်တယ်ဆိုတဲ့အဓိပ္ပာယ်ကနားခမ်းတယ်နှလုံးသွင်းတယ်ဆိုတဲ့အဓိပ္ပာယ်နားထောင်နေတာလीနော်ဒါမဲ့ तू ကခုပြောတဲ့ပုံက तू အတင်းသားတွေကနားမထောင်မင်းနဲ့နားကောက်နေတယ်ဆိုတော့မဝင်နိုင်ပေါ့နော်ဆိုတော့နောက်ဆုံးသောကာလမှာဘာဖြစ်လာမလဲလူတွေကသဘောပေါက်စဉ်းစားကြည့်လူတွေကလေအပြစ်ဆိုတဲ့ဟာမျိုးတွေကျမ်းစာအပြစ်ပြုမယ်နော်ဘုရားသခင်နဲ့စီကပ်ရမယ်ကိုညှင်းပယ်ရမယ်ဆိုတဲ့တရားဟောချက်မျိုးတွေကတရားဘုရားเจ้าမှာများအကြောင်းနော်ဘုရားကောင်းချီးပေးမယ်ဘုရားသခင်ကဘာပဲလို့ခွင့်လွတ်တယ်လို့နော်ကျေးဇူးတော်လုံလောက်တယ်ဟုတ်တယ်လုံလောက်တယ်နော်ဒါပေမဲ့ဖခင်ရဲ့နှုတ်ကပတ်တော်အမြဲတမ်းအသွားနှစ်ဖက်ရှိတယ်အဲ့တော့တခါတလေကျရင်ကျမတို့ကအသင်းတော်တွေမှာလည်းကျမတို့ဟောပြောတဲ့အခါမှာလူတွေကြိုက်တဲ့အရာလူတွေနားခံနိုင်မဲ့အရာလူတွေကကောင်းချီးရမယ်လို့နော်ဖခင်သခင်ကတတ်နိုင်တယ်လို့ပြောတယ်အရန်ကိုခွန်အားရကြလေနော်ဆိုတော့ရားတက်တဲ့နားတွေရှိတယ်လူတွေကသူတို့ကြားကျင်တာကိုပဲကြားတော့တာဖြစ်တယ်နော်ဆိုတော့ကြားကျင်တဲ့အရာကိုပဲကြားပြီးတော့ဘာဖြစ်လဲမိမိတတ်မှတ်ခြင်းအတိုင်းလို့ပြောတယ်နော်မိမိတတ်မှတ်ခြင်းအတိုင်းများပြားသောဆရာတွေနောက်ကိုဘာလို့သွားလဲလိုက်တယ်ကိုယ့်ရဲ့တတ်မှတ်စိတ်ကြောင့်ဆင်းရဲတဲ့လူကချမ်းသာခြင်းနဲ့စိတ်ရှိတယ်နော်အပြစ်လုပ်နေတဲ့သူကလည်းအဲ့ဒီအပြစ်ကိုမစေရင်တော့ဘူးဆိုတရားဟောချက်မျိုးတွေပဲခြင်းတယ်အဲ့ကကြတော့သူ့ရဲ့တတ်မှတ်ခြင်းသူလိုချင်တာသူနားထောင်ခြင်းတာပဲနားထောင်ဖို့ရန်အတွက်ဘာလို့လဲ
အဲ့ဒီတတ်မှတ်ခြင်းစိတ်ရှိတဲ့အတိုင်းများပြားတဲ့ဆရာတွေနောက်ကိုဘာလို့သွားလဲလိုက်သွားဆိုလူများလာမယ်နော်စင်ကြယ်တဲ့ဩဝါဒနာမခံဒါကြောင့်ကျမတို့ကကျမ်းစာတအုပ်လုံးနှုတ်ကပတ်တော်ဖြစ်တယ်နော်ဟိုတစ်ပိုက်ဒီတစ်ပိုက်ဟိုကျမ်းစာပဲဒီကျမ်းစာကပဲနှုတ်ကပတ်တော်မဟုတ်ဩဝါဒမဟုတ်ဩဝါဒဆိုတာဘာလဲ doctrine ဆိုတာဘာလဲကျမ်းစာတအုပ်လုံးအသက်ရှင်ဖို့ဖြစ်တယ်နော်ဆိုတော့ဒီခါကျကျမတို့ဘဝမှာကျမ်းစာတစ်ပိုက်ကလေးနဲ့ကျမတို့ကမောင်းနေတတ်တယ်ပေါ့နော်ကျမတို့ကကျမ်းစာတအုပ်လုံးဒါကြောင့်ကျမတို့ဒီခါလေးကျမ်းစာဖိုင်တော့မှာကိုခွန်အားရတဲ့ကျမ်းပိုက်တွေပဲဖတ်တယ်နော်ကိုနောင်တရမယ့်ဟာတွေဆိုကြော်သွားတတ်တယ်နော်ကိုပြုတ်ပြင်းရမယ့်ဟာတွေဆိုကြော်သွားတတ်တယ်ပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီနေ့ကျမတို့ကနောင်ကာလမှာလူတွေကစင်ကြယ်တဲ့ဩဝါဒကိုနားမခံနိုင်တော့ရားတတ်တဲ့နာရှိတယ်ဒါကြောင့်ကိုစဉ်းစားရအောင်ငါရဲ့နာကရားတတ်တဲ့နာလားနော်ငါကြားခြင်းတဲ့အရာငါနားထောင်ခြင်းတဲ့အရာကိုပဲငါခွန်အားရခြင်းတဲ့အရာကိုပဲနားထောင်တတ်တဲ့သူလားဆိုတာစဉ်းစား။ကြောင့်အဲ့လိုမျိုးဖြစ်လာမယ်ပြီးတော့နောက်တစ်ချက်ကနံပါတ် 4မှာတမာတရားကိုနားမထောင်ဘာစကားဆိုတာဘာတွေလဲဒီခေတ်မှာနော်ကြားကောင်းတဲ့အရာတွေနော်နားထောင်လို့ကောင်းမဲ့အရာတွေနှုတ်ကပတ်တော်မဟုတ်တော့တမာတရားမဟုတ်တော့တဲ့အကြောင်းအရာတွေနောက်ကိုလူတွေကလိုက်သွားတော့မယ်နော်ဆိုတော့ပုံမြင်နေနော်တကယ်ကိုစိတ်ဝင်စားပွဲကောင်းတဲ့အကြောင်းအရာတွေနောက်ကိုပဲဒိုင်နာကြီးစကားတွေကိုပဲနားထောင်ပြီးလွဲသွားမယ်ဆိုတာကိုဒီနေ့သုံးသင်ထားတာဖြစ်တယ်ဒါကြောင့်ခေတ်ကာကိုကဩဝါဒစားသုံးသူအကြိုက်ဖြစ်လာမယ်နော်လူတွေကသူတို့စားကျင်တာကိုပဲရွေးစားတော့နော်ဘူဖေးလိုပဲနော်ကိုကြိုက်တာကိုပဲရွေးစားမယ်ဒါကြောင့်မြန်မာပြည်သားတွေဘူဖေးစားရင်မတန်ဘူးနော်ထမင်းကြော်ပဲစားတယ်ဘူဖေးဆိုင်မှာလူတယောက်ကို3-4တောင်းလို့ဘာသွားလဲအိမ်မှာစားထမင်းကြော်ပဲသွားစားတယ်ဟုတ်တယ်မလားနော်ထမင်းကြော်တွေဒါနေ့တိုင်းစားနေတာလေအိမ်မှာလည်းစားတယ်ဒါပေမဲ့တကူးတကဆိုင်မှာသွားစားတယ်ဘာလို့လဲထမင်းကြော်ထမင်းစားနေကြမို့လို့နော်ထမင်းကြော်စားမှပဲအာသာပြေးတယ်လို့ခံစားတယ်အဲ့လိုမျိုးပဲတစ်ခါကျကျမတို့ကကိုစားကျင်တာပဲစားတော့တယ်ကိုအတွက်လိုအပ်တာကိုအတွက်အာဟာရဖြစ်တာကိုအတွက်တိဆောက်စရာဖြစ်မဲ့အရာကိုရဲ့ဝိညာဉ်ကကြီးထွားမှုမစားကျင်တော့ဘဲနဲ့အချိုပဲစားကျင်တယ်ကောင်းကြီးရမယ့်အကြောင်းပဲကြားကျင်တယ်နော်ပြီးတဲ့အခါကိုကြီးထွားရမယ့်အရာတွေနောင်တရမယ့်အရာတွေစွန့်လို့ရမယ့်အရာတွေကျမတို့မကြားကျင်တော့ဆိုတော့အဲ့လိုမျိုးလူတွေကကိုနားထောင်ကျင်တော့ပဲနားထောင်မယ်ကိုရဲ့စိတ်ထဲမှာတတ်မှတ်တဲ့ဟာကိုဘလို့ချမ်းသာမလဲဘလို့အောင်မြင်မလဲဘလို့ကြီးပွားမလဲဆိုတဲ့နောက်ကိုပဲလိုက်သွားတဲ့အဲ့လိုမျိုးတရားဟောချက်တွေအဲ့လိုဆရာတွေနောက်မှာလူကြိုက်များလာနော်အဲ့ဒါကြောင့်မို့ဒီမှာရှင်ဘိုးတို့ကရှင်းရှင်းလင်းလင်းပြောတာနော်ဆရာမတို့ပြောတာမဟုတ်ဘူးရှင်ဘိုးတို့ကပြောတာဒါကြောင့်သင်မူကအရာရာမှာတမာတတိရှိပါအာမင်တမာတတိရှိရမယ်တတိရှိရမယ်ဘာတတိလဲတမာတရားနဲ့ဆိုင်တဲ့တတိအမြဲတမ်းရှိရဒီနေ့ကိုကြားတဲ့နှုတ်ကပတ်ကိုခံယူတဲ့တရားဟောချက်တွေကိုဖတ်ကြကိုအားတတ်နာနဲ့ဖတ်တာလားတတ်မှတ်သောစိတ်ဖတ်တာလားနော်ဒါမှမဟုတ်ဖခင်နှုတ်ကပတ်တော်အတိုင်းခံယူတဲ့သူလားဆိုတော့ခဏလောက်ပြန်ဆန်းစစ်ဖို့ဖြစ်တယ်ဒါကြောင့်တမာတတိရှိရသူဘာပြောလဲတိမောသေကိုဆင်းရဲဒုက္ခကိုတီးခံပါနော်လူတွေကသူတို့ကြိုက်တဲ့အရာသူတို့နားထောင်ခြင်းတဲ့အရာကိုလိုက်သွားမှာဖြစ်တဲ့ကြောင့်တဲ့သင်ကဘာခံရမလဲဆင်းရဲဒုက္ခရောက်ရင်သင်တီးခံပါလို့ပြောတယ်သာသနာပြုเสียဆောင်ရွက်ရသောအမှုကိုဆောင်ရွက်ပါဓမ္မဆရာအရာ၌ခံထားပြီးပြုရသောဝိညာဉ်ကိုဘာလို့မလဲအကုန်စင်ပြုပါနောက်ဘုရားသခင်ကကျမတို့ခံထားတဲ့အရာကိုကျမတို့ကအဆုံးတိုင်သစ္စာရှိဖို့နော်အဆုံးတိုင်အောင်ကျမတို့ဟောပြောဖို့အဆုံးတိုင်အောင်သစ္စာရှိဖို့နော်ကျမခုတလောစဉ်းစားတယ်ကျမတို့ဒီကျမ်းစာကျောင်းမှာနော်ဒီUpper House ကဖွင့်တဲ့ကျမ်းစာကျောင်းမှာလေကျမသင်ခဲ့ဘူးတယ် Major Prophet တွေ Minor Prophet တွေဟုတ်တယ်နော်မှတ်မိလား Major Prophet တွေမှာနော်ကျမတော့ပြန်မမေးတော့နော်အကုန်လုံးစုံနေရနေထွက်သွားမှာဆိုလို့နော် Major Prophet တွေကြည်လိုက်ယေဇကျေလယေရမိနော်ဣရှာယသူတို့ဘုရားသခင်ပေးတဲ့သတင်းစကားသူတို့ခေတ်ကာလမှာဆိုနော်လုံးဝလူတွေနားမထောင်ခြင်းတဲ့သတင်းစကားမျိုးဖြစ်တယ်နော်ဒီလောက်တော့ငါတို့ဆင်းရဲဒုက္ခရောက်နေအလိုက်ကန်းစိုးမသိဘူးနော်ဟောပြောတဲ့လူကပါတယ်ဟောလေနော်မင်းတို့ဘုရားသခင်တရားစီရင်တာနင်တို့နောင်တရရမယ်နင်တို့စုတောင်းအောင်ဘုရားသခင်မင်းတို့နားမထောင်တော့နော်ဒီအချိန်မှာတော့မြန်မာပြည်မှာနော်ဒီလောက်တော့ခက်ခဲဒုက္ခရောက်နေရှင်ကျမတို့အဲ့လိုမျိုးတရားဟောသွားဟောရင်တော့ဘုရားသခင်ဖွင့်ပြတဲ့အရာကိုကျမတို့ဟောရင်တော့ကျမတို့ကတော့သိချင်နော် online ပေါ်မှာတော့အားလုံးရဲ့ကောင်းချီးဩဘာပေးခြင်းတော့ခံရတော့မှာနော်
ကျွန်မအဲ့ဒါခုတော်တော်စဉ်းစားနေmajor prophet တွေ major prophet ဆိုတာဗာလဲခုခေတ်မှာလဲနာမည်ကြီးနေတယ်နော် line ပေါ်မှာ major prophet နဲ့ minor prophet နော်ဆိုတော့ကျွန်မပြောခဲ့တယ်အဲ့ဒီမှာ major prophet ကနော်ဒန်ယေလတို့ရေစကြည်လာတို့ယေရမိတို့သူတို့ဟောတဲ့တရားဟောချက်သူတို့ဘုရားသခင်ထံကလာတဲ့စကားတွေကလူတွေလုံးဝမခံစားနိုင်နော်အချိန်ခါနဲ့လည်းမကိုက်နော်ကောင်းတဲ့စကားတွေမဟုတ်တခြား prophet တွေကကောင်းလိမ့်မယ်ဖြစ်လိမ့်မယ် prophet တွေပြုတ်ပြီသူတို့ပြောတဲ့ဟာပါလေနင်တို့စုမတောင်းနေနဲ့စုတောင်းလည်းဘုရားသခင်မင်းတို့ဒီအချိန်မှာနားမထောင်ပြောပြီးသားမင်းတို့နှလုံးသားချိန်မွားမယ်နှစ်ပေါင်းဘလောက်နော်ဘုရားသခင်ပြောတယ်ဆိုအဲ့ဒါကိုသူတို့ပြောတဲ့အခါအများနဲ့တယောက်နော်သူတို့ပြောရတာဖြစ်တယ်အများနဲ့တယောက်ဘယ်သူမှသူတို့မကြိုက်ခဲ့ဘူးနော်သူတို့ရှင်ဘရင်တွေလည်းမကြိုက်ဘူးပြည်သူတွေကလည်းထောက်ခံတယ်လို့မရှိဘူးနော်သူတို့တရားဟောချက်တွေဒါမဲ့သူတို့ဘာလုပ်လဲဘုရားသခင်ပြောခိုင်းတဲ့စကားအဆက်ကွဲခံတဲ့ဒုက္ခဆင်းရဲခံပြီးတော့နော်ဘုရားပေးတဲ့သတင်းစကားကိုသူတို့ကအဆုံးတိုင်အောင်သူတို့ပြုရမယ့်ဝတ်တွေကိုအကုန်အစင်ပြုသွားတာဖြစ်တယ်အာမင်ဒီမှာလဲရှင်ဘောလူဓမ္မသစ်မှာရှင်ဘောလူလည်းဒီလိုပဲဆင်းရဲဒုက္ခကိုသိခံတဲ့သာသနာပြုသူ့အတွက်သာသနာပြုဆောင်ရအမှုတွေဆောင်ရွက်တဲ့ဓမ္မဆရာအရာမှာခံထားတဲ့ဖေဟာသူလုပ်ရမယ့်တာဝန်တွေအားလုံးအကုန်အစင်ပြုသွားတယ်။ဒါကြောင့်ဒီနေ့ဒီကာလမှာကျွန်တော်တို့ဖေဟာဘာခိုင်းလဲနော်။ဘာသတင်းစကားကိုပြောခိုင်းလဲ။ဘာနှုတ်ကပတ်တော်သဲဆောင်ခိုင်းလဲ။ကျွန်တော်တို့လေတမန်တရားကိုပြောလို့လူတွေမကြိုက်လဲဘာလို့ရမလဲ။ပြောရမယ်နော်။တမန်တရားတိုင်းအသက်ရှင်နေတဲ့အခါမှာလုပ်ငန်းခွင်မှာ popular ဘယ်လဲခင်မမီတော့ဘူးလို့ထင်ပေမဲ့လူငယ်တွေအနေနဲ့ဆိုရင်ဒီခင်မှာနော်တမန်တရားတိုင်းအသက်ရှင်လို့တငယ်ချင်းတွေကြားထဲမှာအလောင်ပြောင်ခံရရင်လေဒီလူကတော့ယောက်ျားမပီတော့ဒီလူကတော့လူငယ်မပီတာလိုက်တာလို့အပြောခံရရင်လေကျွန်တော်တို့ကတမန်တရားထဲမှာဆက်ရက်တည်အောင်ယုံကြည်သူတယောက်ရဲ့ဖျားခိုင်းတဲ့အရာဖျားပေးတဲ့တာဝန်နဲ့အဆုံးတိုင်အောင်အကုန်အစင်လှုပ်ဆောင်ဖို့ဘုရားသခင်အလိုတော်ရှိတာဖြစ်တယ်အာမင်ဆိုတော့ရှင်ပေါလုကိုယ်တိုင်ကနော်ငါပြောသလိုလုပ်ငါလုပ်သလိုမလုပ်နဲ့လို့မပြောဘဲသူကိုယ်တိုင်ဘာပြောလဲတိမောသေသူပြောတယ်မင်းဆင်းရဲဒုက္ခကိုသိခံရမယ်ဓမ္မဆရာပြုရမယ့်ဝတ်တွေကိုအကုန်စင်ပြုပဲသာသနာပြုဆရာအမှုကိုဆောင်ရွက်ဖို့ဘုရားခန့်ထားတဲ့အကုန်စင်ဆောင်ရွက်မယ်သူဘာပြောလဲရှင်ပေါလုကအပိုင်ငယ်ချောင်းအကြောင်းမူကားငါ့ကိုရစ်ပေါ်မှာလျှောင်းရသောအချိန်ရှိပြီစုတည်ရသောအချိန်ရောက်လိမ့်ဒီကျမ်းစာကိုဖတ်တဲ့အခါကျွန်မရှင်ပေါလုခံရတဲ့ဒုက္ခဆင်းရဲတွေဘလို့မှတွေးလို့တော့မရနိုင်ကျွန်မလေးဒီစာကိုသူရေးနေတဲ့အချိန်မှာနော်သူ့ရဲ့အသက်ကိုသူကရစ်ပလင်မှာလျှောင်းပြီးတော့နော်ရစ်ကောင်လုံးသူ့ရဲ့အသက်ကိုပေးဆက်ပြီးတော့သူကအဆုံးထိသူတည်ကြည်သွားတာဖြစ်တယ်ဆိုတော့ကျမတို့ခုခံရဒုက္ခဆင်းရဲနေဘာမှနိုင်စရာမရှိဘူးစဉ်းစားလို့တော့မရဘူးပေါ့နော်ကျမတို့ဒီစာဖတ်တဲ့အချိန်မှာတကယ်ကျမနှလုံးသားကိုဘုရားသခင်ကစကားပြောတယ်ပေါ့နော်အဲ့တော့ဒီနေ့ရှင်ဘောလူကြီးကပါလေငါရစ်ပေါ်မှာလျှောင်းရတဲ့အချိန်ရောက်ပြီးစုတည်ရတဲ့အချိန်ရောက်သူဘာပြောလဲသူ့ရဲ့နောက်ဆုံး final word နော်သူပြောတဲ့စကားကကောင်းစွာသောတိုက်လန်ခြင်းကိုငါပြုတယ်နော်ဒါကြောင့်ကျမတို့ကဒီနေ့ယုံကြည်ခြင်းကတိုက်လန်ရတာဖြစ်တယ်နေ့တိုင်းယုံကြည်ခြင်းတိုက်ပေါ်ဆင်နွှဲရတယ်ယုံကြည်ခြင်းတိုက်လန်ခြင်း good fight ပေါ့နော်ကောင်းသောတိုက်လန်ခြင်းကိုကျမတို့ကဆင်နွှဲရတာဖြစ်တယ်ပြေးရတဲ့လမ်းယုံကြည်သူတွေရဲ့တိုက်ပွဲရပါလေကောင်းသောတိုက်လန်ခြင်းဖြစ်တယ်ယုံကြည်သူတွေရဲ့လမ်းပြေးရတဲ့လမ်းဟာနော်ကျမတို့ကအဆုံးတိုင်ပြေးဖို့လိုတာဖြစ်တယ်ယုံကြည်ခြင်းတရားကိုစောင့်ရှောက်တယ်နော်ဆိုတော့ကောင်းသောတိုက်လန်ခြင်းပြုတဲ့လူလမ်းအဆုံးတိုင်အောင်ပြေးတဲ့သူနော်တချို့ကတော့တာထွက်တာအတူတူပဲဒါပေမဲ့အဆုံးသက်မတူခရိယန်တတ်တာဆိုတာဘသူကအရင်ဆုံးပန်းဝင်တာမဟုတ်ပဲねဘသူကအဆုံးတိုင်အောင်ခရီးကိုပြေးတယ်လေနော်ဆိုတဲ့အရာကယုံကြည်သူတွေရဲ့တတ်တာထဲမှာအရေးကြီးတဲ့အရာဖြစ်ဒါကြောင့်မို့အဆုံးတိုင်အောင်ပြေးတဲ့သူအဆုံးတိုင်အောင်ဘုရားနဲ့ရှောက်လန်းတဲ့သူဖြစ်ဖို့ဘုရားသခင်ကောင်းချီးပေးပါစေတခါညအကုန်လုံးကအစတော့တူတယ်နော် finishing word နော်အဆုံးသက်မကောင်းတချို့လူတွေကအစမှာတော့အကုန်လုံး fire ဖြစ်တာအကုန်လုံးရေရှို့ရတာနော်အကုန်လုံးဝိညာဉ်တော်ရတယ်ဒါပေမဲ့သူတို့ရဲ့ဝိညာဉ်မီးတွေကိုသူတို့မထိန်သိမ်းသူတို့ကိုဘုရားပေးတဲ့တမန်တရားသူတို့မဆောင်ရှောက်တဲ့အခါမှာသူတို့ရဲ့လမ်းကပန်းမဝင်ခဲ့ဘူးအဆုံးတိုင်မရောက်ခဲ့ဘူးနော်လမ်းတစ်ဝက်တစ်ပြက်မှာယုံကြည်ခြင်းကလွဲချော်သွားတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျမတို့ယုံကြည်သူတွေကအဆုံးတိုင်အောင်ပြေးဖို့ဘုရားသခင်လိုတော်ရှိတယ်။ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ရမယ်။အာမင်။ယုံကြည်ခြင်းတရားစောင့်ရှောက်ပါ။ဒါဆိုကယ်တင်ခြင်းရှုံးနိုင်လားမရှုံးနိုင်လား။ဒီမှာအငင်းမပွားခိုင်းတော့နော်။ကယ်တင်ခြင်းဆိုတာယုံကြည်ခြင်းအပြင်ကျေးဇူးတော်ကြောင့်ရတာဖြစ်တယ်နော်။ဒါပေမဲ့သင်ကအဲ့ဒီသင်ကိုဖရားပေးတဲ့ဖ
ရားပြုတဲ့ဖရားရဲ့တသက်တင်းရဲ့ယုံကြည်ခြင်းနဲ့ယုံကြည်ခြင်းဆိုတာဘာနဲ့တူလဲဆိုရင်နော်လက်ဆောင်ပစ္စည်းထည့်ထားတဲ့ပေပါနဲ့တူတယ်နော်ဘာလဲလက်ဆောင်တွေထုတ်ပိုးထားတဲ့အရာနဲ့တူကျမတို့ကဘာနဲ့ထိန်းသိမ်းရမလဲယုံကြည်ခြင်းကိုစောင့်ရှောက်မှာဖြစ်တယ်ယုံကြည်ခြင်းကိုထိန်းသိမ်းရမှာဖြစ်တယ်နော်ဆိုတော့ယုံကြည်ခြင်းဆိုတာဘာလဲဖရားစကားပေါ်မှာတရားမှတရားနာခံခြင်းဖြစ်တယ်အာမင်ဖရားစကားကိုကြားပြီးတော့လက်ခံခြင်းဖရားစကားအတိုင်းအသက်ရှင်ခြင်းဖြစ်တယ်ဒါကြောင့်ရှင်ဘောလူကြီးကငါကောင်း good fight လုပ်တယ်နော်ကောင်းသောတိုက်လန်ခြင်းလုပ်တယ်ပြေးရတဲ့လမ်းတဲ့တော့ယုံကြည်ခြင်းတရားကိုစောင့်ရှောက်တယ်တိုက်လန်ခြင်းကိုလုပ်တဲ့သူပြေးတဲ့လမ်းကိုအဆုံးတိုင်းပြေးတဲ့လူနဲ့ယုံကြည်ခြင်းတရားစောင့်ရှောက်တဲ့လူတွေဘာရှိလဲယခုမှစပြီးဓမ္မတရဖူဒီငါ့ကိုတူထားလျက်ရှိအာမင်ဆိုတော့ဓမ္မတရဖူရရှိမှာဖြစ်တယ်အာမင်ဒီနေ့နော်ကျမတို့လောကမှာတရဖူမဆောင်ပေမဲ့ဘုရားနိုင်ငံတော်မှာကျမတို့ကတရဖူနော်ဓမ္မတရဖူဆိုတာဘာလဲယုံကြည်ခြင်းတရားကိုစောင့်ရှောက်တဲ့သူတွေပြေးရတဲ့လမ်းကိုအဆုံးတိုင်အောင်ပြေးပြီးတော့ဘုရားခိုင်းတဲ့ဓမ္မဆရာဝတ်နော်သာသနာပြုတဲ့ဝတ်နှုတ်ကပတ်တော်ကိုတည်ဆောင်တဲ့သူတွေအတွက်ဘုရားခင်ပေးတဲ့ဆုလက်တရဖူဖြစ်တယ်ဓမ္မတရဖူတိုးထားတယ်ထိုနေ့ရ၌တရားသဖြင့်စီရင်တော်သူတွေဆိုသခင်ဘုရားသည်ထိုတရဖူငါ၌အပ်ပေးတော်မူမည်အာမင်ရှင်ပေါလုကိုယ်တိုင်ကသူသိတယ်သူပန်းဝင်သွားတဲ့အခါဘုရားခင်သူ့ကိုပေးပါဘူးလေဓမ္မတရဖူဖြစ်တယ်နော်အဲ့ဒီတရဖူသူကရထားမယ်ဆိုတာသူသိတယ်ဘာလို့လဲဘုရားကတရားသဖြင့်စီရင်တဲ့ဘုရားဖြစ်လို့အဲ့ဒီဓမ္မတရဖူကိုသူ့အတွက်အပ်ပေးထားမယ်ဒါဒီမကပဲနဲ့တဲ့နော်သူတယောက်တည်းရမှာမဟုတ်ဘူးလေပေါ်ထွန်းခြင်းကိုမျော်လင့်တောင့်တတဲ့သူတွေအားလုံးကိုလည်းအပ်ပေးမယ်အာမင်ဒါကြောင့်ဒီနေ့ကျမတို့ရဲ့ဘဝအသက်တာလည်းရှင်ပေါလုရဲ့ပြောတဲ့စကားကိုဒီနေ့ကျမတို့ပြန်လည်နှလုံးသွင်းအောင်ဒီခေတ်ကာလမှာကျမတို့ဘုရားသခင်ကိုတော်ပေါ်ထွန်းမဲ့နေ့ရက်နိုင်ငံတော်ဒီမဲ့နေ့ရက်တည်တော်သူတွေအသက်ရှင်တော်သူတွေကိုတရားစီရင်မယ်နော်ဘုရားယေရှုခရစ်တော်ရဲ့ဒုတိယအခြင်းကြွလာခြင်းကိုမှတ်ဟောပြောရအောင်နော်ငါဒီလောက်ပြောခဲ့ပြီးတော်ပါတော့မယ်လို့မစင်စားပဲနဲ့နော်ဆက်ပြီးဟောပြောရအောင်အပြစ်ကိုဖော်ပြရအောင်နော်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အသင်းဘလို့တုံတင်တဲ့အခါမှာနော်အော်ဟင်းငေါငေါဖို့မပြောဘူးနော်ရန်တွေးဖို့မပြောအလွန်ရှည်သောစိတ်နဲ့လို့ပြောတယ်အခက်ထက်အခါကအထက်ထက်အခါကနော်လက်မလျှော့တန်းနော်ကျမတို့တုံတင်တိုက်တွန်းရမှာဖြစ်တယ်လူတွေကသူတို့ကြားခြင်းတဲ့အရာကိုပဲကြားမယ်နားထောင်ခြင်းတဲ့အရာကိုနားထောင်ပြီးတော့သူတို့နှလုံးသားတတ်မှတ်တဲ့အထဲမှာပါသွားမှာဖြစ်တယ်ဒါကြောင့်ကျမတို့လွန်ခဲ့တဲ့အငယ်အခန်း1မှာလည်းနော်ကျမတို့အခန်းငယ်3အခန်းကြီး3တော့ကလည်းကျမတို့ဖတ်ခဲ့ရကိလေသာစိတ်နော်လောဘကိလေသာစိတ်ရဲ့သွေးဆောင်ခြင်းတွေမှာရောက်ပြီးတော့ဘလောက်ပဲတမန်တရားကိုအစဉ်သင်ပေမဲ့လေးချက်ချင်းမရောက်တဲ့သူတွေအဲမှာတဲ့ဘသူတွေခြင်းနဲ့တိုင်းတိုင်းစကားပဲနားထောင်ကြားကောင်းတဲ့အရာတွေပဲနားထောင်တယ်လူတွေဖန်တီးထားတဲ့ကြံစီထားတဲ့အရာတွေပဲနားထောင်ကြတော့နော်ဆိုတော့အဲ့တဲ့အတွက်ကြောင့်ကျမတို့ဒီအချိန်မှာကျမတို့ယုံကြည်သူတွေကဘာလုပ်ရမလဲဘုရားကျမတို့ကိုခိုင်းတဲ့နော်ဝတ်တွေအကုန်စင်ပြုရမယ်ပြေးတဲ့လမ်းကိုအဆုံးတိုင်းပြေးရမယ်ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ရမယ်အာမင်ကောင်းစွာသောတိုက်လန်ခြင်းလုပ်မယ်ကောင်းတဲ့တိုက်လန်ခြင်းပြုရမယ်နော်အဲ့လိုလုပ်ခြင်းအပြင်ဘုရားကကျမတို့အတွက် reward ပေးထားပါတယ်ဓမ္မတရဖူဆိုတဲ့ဘုံကြီးသောဓမ္မတရဖူကျမတို့အတွက်ဘုရားသခင်ဟာပြင်ဆင်ထားတာဖြစ်တယ်ဆိုတော့ကျမတို့တွေ့ရတာဖြစ်တယ်ပြီးတော့အပိုင်းငယ်6ကနေအဆုံးသတ်ထိကျမတို့ကြည့်တဲ့အခါမှာလေအတွေ့ရလေဆိုရှင်ပေါလုကြီးကလေသူ့ရဲ့အမှုတော်ဆောင်တဲ့အခါမှာနော်သူ့ရဲ့အသက်တာထဲမှာသူ့ရဲ့လူတွေကိုသူကောင်းကောင်းသိတာဖြစ်တယ်သူ့ရဲ့အမှုတော်ဆောင်ခြင်းကလေ relationship နော်ဆက်နွယ်မှုဖြစ်တယ်သူနဲ့အလုပ်ဖော်ဆောင်ဖက်တွေသူကောင်းကောင်းသိတယ်သူကတရားဟောတာပဲမဟုတ်အချင်းဆိုတာပဲမဟုတ်နော်အသင်းတော်ထဲမှာသွားတာပဲမဟုတ်ပဲနဲ့သူကဘာလုပ်လဲသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူ့ရဲ့အနီးနားမှာရှိတဲ့လူတွေကိုနာမည်နဲ့သိတယ်နော်သူ့ရဲ့ဝိညာဉ်သားသမီးတွေသူ့ရဲ့လုပ်ဖော်ဆောင်ဖက်တွေသူကအတွင်းကြကြနဲ့သိတဲ့သူဖြစ်တယ်ဒီနေရာမှာဆိုသူဘာပြောလဲဒီမဆိုတဲ့လူကယခုဘဝနှစ်သက်သောစိတ်ရှိတဲ့ငါ့ကိုစွန့်ပြေ၍တတလောနေမြို့ကိုတွားပြီသူနဲ့ပေါင်းဖော်ခဲ့တဲ့လူတွေတယောက်ချင်းကနော်ဘယ်လိုမျိုးအသက်တာရှိလဲဆိုတော့သူကောင်းကောင်းသိဒီမဆိုတဲ့လူကတော့တဲ့ဒီဘဝကိုပဲနှစ်သက်တဲ့အတွက်ကြောင့်ငါ့ကိုစွန့်သွားတယ်
နော်ငါ့ကိုထားခဲ့သွားတယ်နောက်တစ်ယောက်ဘာတူလဲတီတူအကြောင်းသူပြောတယ်လူကတယောက်တည်းပဲငါရှိမှရှိတယ်မာကုအကြောင်းပြောတယ်ဆိုတော့ပေါလုကလေဖယားသူနဲ့ပေါင်းတဲ့လူတွေရဲ့တယောက်ချင်းကိုကောင်းကောင်းသိတယ်နာမည်နဲ့သိတယ်သူ့ကိုမကောင်းမှုပြုတယ်နော်အပိုင်ငယ်14မှာပရိသမားအလီဆန်တူကငါ၌မကောင်းသောအမှုတယ်ထို့သူကျင့်သောအကျင့်တို့ရဲ့အကျိုးဖြစ်ကိုသခင်ဖျားဆက်ပြီးတော်မူပါစေသူ့ကိုတတိပြုပါနော်ဆိုတော့ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာလေယုံခရိယန်ယုံကြည်ခြင်းကလေဆက်နွယ်မှုဖြစ်တယ်နော်ဆက်နွယ်မှုဖြစ်တယ်။အော်တော့ဒီနေ့ရှင်ဘောလူကြီးကသူ့ဘဝမှာလူတွေအများကြီးနဲ့တွေ့တယ်။အဲ့ဒီလူတွေအကြောင်းလေသူကောင်းကောင်းသိ။သူ့ရဲ့လုပ်ဖို့ဆောင်ဘတ်တွေသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေနော်သူ့ရဲ့သာသနာထဲမှာအသင်းတော်ထဲမှာရှိနေတဲ့လူတွေဘယ်သူကသူ့ကိုလက်ခံလဲဘယ်သူကသူ့ကို supporting ပေးလဲဘယ်သူကတော့သူ့ကိုညှင်းပယ်လဲတစ္ဆာဖောက်လဲဆိုတာသူကောင်းကောင်းသိပြီးတော့သူအသက်ရှင်တာဖြစ်တယ်။နောက်ဆုံးမှဗာပြောတယ်အပိုင်းငယ်16မှာငါဘက်မှာဘယ်သူမှမနေလူအပေါင်းတို့ကငါ့ကိုစွန့်ပစ်တယ်သူတို့နဲ့အပြစ်တင်တော်မပူပါစေနဲ့လူအပေါင်းတို့သည်စွန့်ပစ်တော်လေဒေသနာကိုအကုန်စင်ဟောပြောခတ်သိမ်းသောလူမျိုးတို့သည်ကြားသိစေခြင်းကသခင်ဖျားသည်ငါဘက်၌နေ၍ငါကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောကြောင့်ချင်းသိတ်ကတွင်မှကယ်နှုတ်ခြင်းချမ်းတော်ငါရတယ်နောက်ဆုံးရှင်ပေါလုကြီးရဲ့နောက်ဆုံးတော့သူဒီလူအချိန်တွေ့လူတွေအားလုံးပေါင်းလာတဲ့သူ့ကိုစွန့်ပစ်တယ်လို့ပြောကျွန်မအဲ့ဒါဖတ်တဲ့ခါလေးတော်တော်လေးကျွန်မစိတ်ထဲမှာတိုးထီခြင်းရခံစားရတယ်ပေါ့နော်ရှင်ပေါလုကအဲ့ဒီအချိန်မှာသူတယောက်တည်းဖြစ်နေတာဖြစ်တယ်ပေါ့ဆုံးချိန်မှာနော်သူတရားစီရင်ခြင်းခံရတဲ့အချိန်မှာလူတွေအားလုံးကသူ့ကိုစွန့်ပစ်ခဲ့တာဖြစ်တယ်ဒါပေမဲ့ကျွန်မ2010နိုးထားမှုမှာဘုရားခင်ကျွန်မမေးတဲ့စကားဖြစ်တယ်ဒီမှာရှိတဲ့လူတွေကိုလည်းကျွန်မပြန် share ကြတယ်ဒီမှာရှိညီကိုမောင်နှမပေါ့နော်ကျွန်မတို့ယေရှုကိုယုံကြည်တာကကျွန်မတို့တယောက်တည်းပဲကြံခဲ့ရင်တော့မှာနော်ဒီနိုးထားမှုခီးစဉ်မှာဒီဖခင်တို့ခိုင်းတဲ့သာသနာခီးစဉ်တွေမှာကျွန်မတို့တယောက်တည်းပဲကြံရင်တော့သင်ကဆက်သွားမလားဘုရားခင်အဲ့ဒါလိုချင်တာဖြစ်တယ်ဒါကြောင့်တချို့ဝိညာဉ်ရေးရာတွေကလေအဖို့ကောင်းမှလုပ်လို့ရမဟုတ်ပါနော်ဆိုတော့ဘာလဲတချို့တွေဆိုဘာလုပ်လဲဆိုတာကိုလူတက်လာဒီလူတက်လာပေါ့အဖို့ကောင်းတာစောင့်နေကြပါတော့ကျွန်မဘာပြောလဲဆိုတော့ဝိညာဉ်ရေးရာတွေဆိုတာအဖို့ကောင်းမှလုပ်ရတဲ့အရာမဟုတ်နော်ပျော်စရာကောင်းမှလုပ်ရတဲ့အရာတွေမဟုတ်ပေါ့နော်ပွဲစီမှလူစီမှလုပ်ရတဲ့အရာမဟုတ်ရွေးချယ်ရတာဖြစ်တယ်အာမင်ဆိုတော့တခါတလေမှာကျွန်တော်တို့ဘဝမှာလေကျွန်တော်တို့ဝိညာဉ်ရေးရာမှာကျွန်တော်တို့လေဒီနေ့ဘုရားခင်ကရှင်ဘောလူရသူ့ရဲ့နောက်ဆုံးအချိန်မှာလေသူတယောက်ပဲရှိတော့ဖြစ်လူတွေကဆုံးပြတာလေဒါပေမဲ့သူဘာပြောလဲငါမှာတဲ့နေပြီးငါ့ကိုခွန်အားပေးတဲ့ဖေယားအဲ့ဒီဖရားကြောင့် तू ပြောရမယ် तू ဟောရမယ်ဒေသနာတွေအကုန်စင်ဟောပြောတယ်ခတ်သိမ်းသောလူတွေကလည်းကြားသိတယ်ဘာကြောင့်လဲငါဘက်မှာသခင်ဖျားနေပြီးငါ့ကိုခွန်အားနဲ့ပေးကြောင်းရှင်သိပ်တွင်မှာကဲလို့ချင်းကျေးဇူးခံစားရတယ်ဒီနေ့ရှင်ဘောလူကြတယောက်လေးကြံခဲ့ပြီမယ်ဖရားကသူ့ကိုခွန်အားပေးတဲ့ကြောင့်သူ့ကိုကဲနှုတ်တဲ့ကြောင့်သူကတယောက်တည်းဖြစ်ပြီမယ်နော်ဘုရားသခင်ရဲ့ခွန်အားနဲ့ရင်ဆိုင်တယ်မကောင်းမှုတွေကနေဘုရားကကဲနှုတ်တယ်လို့မိမိကောင်းကင်နိုင်ငံတိုင်အောင်မဆမယ်ဆိုပြီးတော့သူကယုံကြည်တာဖြစ်တယ်ပြီးတော့သူဘာနဲ့အဆုံးသတ်လဲအပိုင်ငယ်19ကနေ20နှစ်မှာပြကိလာနဲ့အာကူလာစပြီးအော်နေတိဖို့အိနေသူမိသားတွေနှုတ်ဆက်ပါနော်ဇရတုအကြောင်းသူပြောတယ်တရောဖိန်နာနေတယ်နော်ဆိုပြီးတော့သူ့ရဲ့မိတ်ဆွေလူတွေကိုသူကခရူးဆိုင်တာဖြစ်တယ်လူတွေကိုအကြောင်းကိုကောင်းကောင်းသိတာဖြစ်တယ်လူတွေကသူ့ကိုဆုံးဖြစ်တဲ့အချိန်မှာလဲသူကအဲ့ဒီလူတွေကိုအပြစ်မတင်မဲနဲ့ပေါ့နော်ဖျားပေးတဲ့ခွန်အားနဲ့သူလုပ်ရမယ့်တောင်းဝင်ကိုအဆုံးတိုင်အောင်လုပ်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ဒီနောက်ဆုံးသောအချိန်ကာလမှာဖျားကိုယုံကြည်တဲ့သင်ပဲကြံခဲ့တဲ့ဆိုတော့မှသင်ဆက်သွားမလားဖျားကိုသင်ဆက်ယုံကြည်မလားဖျားသခင်အထားတဲ့အရာတွေကိုသင်ဆက်ပြီးလှုပ်ဆောင်ပါလားနော်တခါတလေမှာဖျားကကျွန်တော်တို့အဲ့လိုစစ်ဆေးတဲ့အချိန်မျိုးရှိတယ်လူဖယ်လိုက်တဲ့အချိန်ရှိပေါ့နော်လူတွေကိုဖယ်လိုက်တဲ့ချိန်ရှိတယ်နော်သစ္စာဖောက်ခြင်းခံရတဲ့ချိန်တွေရှိကောင်းရှိနိုင်တယ်နော်ဒီထဲမှာဆိုရှင်ဘောလူရဲ့လုပ်ဖို့ဆောင်ဘတ်တွေကတချို့ကနာပြီးကြံခဲ့တဲ့လူတွေရှိတယ်နော်တချို့ကသူ့ကိုဆုံးဖြစ်သွားတယ်တချို့ကတခြားတာဝန်တစ်ခုနဲ့တခြားပြည်နယ်တစ်ခုရောက်သွားတယ်ဆိုတော့နိုးထမှုကတခါတလေကျကျွန်တော်တို့ကိုစုစည်းပေးသလိုတခါတလေမှာဒီနိုးထမှုထဲမှာဝိညာဉ်ရနိုးထမှုထဲမှာပျော်ရတဲ့အချိန်တစုတစည်းတဲ့နဲ့ပျော်ရတဲ့အချိန်ရှိသလိုဘုရားသခင်စေလွတ်လို့နော်နေရာဒေသအသီးသီးကိုရောက်သွားတဲ့အချိန်တွေလည်းရှိ
တောင်းရင်အသီးသီးကိုလှုပ်ဆောင်ရရှိတယ်ပေါ့နော်ဒါမြင့်ဒီနေ့ကျမတို့နောက်ဆုံးသောအချိန်မှာဖယားကရှင်ဘောလူကြီးကိုပြောရတယ်နော်ဖယားနဲ့အတူတူရှောက်လန်းတဲ့အခါမှာသူ့ကိုလူတွေကစွန့်ပစ်ပေမဲ့ဒေသနာတော်ကိုဟောနိုင်ဒီဖယားနဲ့ပဲသူကအဆုံးသတ်သွားတာဖြစ်တယ်ဟာလေလုယာဆိုတော့သူ့ရဲ့ဘဝမှာသူ့ရဲ့ ministry မှာလူတွေရဲ့အကြောင်းကောင်းကောင်းသိတာဖြစ်တယ်လူတွေကသူ့ကိုစွန့်ပစ်တဲ့လူတွေသူသိတယ်သူ့ကိုဒုက္ခပေးတဲ့လူချင်းထဲတဲ့လူတွေသူသိတယ်နော်သူ့ကိုတစ္ဆာမရှိလူလည်းသူသိတယ်သူ့ကိုကူညီတဲ့သူသူ့ဘက်မှာယက်တီပေးတဲ့လူလည်းကောင်းကောင်းမှတ်တမ်းတင်ထားတာဖြစ်တယ်နော်မှတ်တမ်းတင်ထားတာဖြစ်တယ်ဆိုတော့အဲ့ဒီလူတွေကိုသူကောင်းကြီးပေးတယ်နှုတ်ဆက်တယ်ဂျေဇုတော်ပါတယ်ဒါပေမဲ့သူ့ရဲ့နောက်ဆုံးချိန်မှာသူကဖျားနဲ့ပဲအဆုံးသက်ပြီးတော့ကောင်းခင်သူဘယ်လောက်ထိဖျားကိုမျောလင်းလဲထိုမြမကချင်းသိလက်ကရွင်းကနေကဲနှုတ်တဲ့ဖျားကတဲ့ငါ့ကိုတဲ့သခင်ဖျားဟာတဲ့မကောင်းတဲ့အမှုရှိပြငါ့ကိုကဲနှုတ်ပြီးတော့မိမိကောင်းကင်နိုင်ငံတို့တိုင်အောင်မဆပိုးဆောင်ပဲဒီလိုတတိဆိုပြီးတော့ဖျားကိုချီးမွမ်းခြင်းနဲ့သူ့ရဲ့ဘဝကိုအဆုံးသတ်တာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျမတို့ဒီနောက်ဆုံးသောကာလမှာအသက်ရှင်တဲ့အခါမှာဘုရားသခင်ကျမတို့အရောက်စီတိုင်းကိုစူးစမ်းအားထုတ်စေခြင်းနဲ့ရပါလေ။နှုတ်ကပတ်တရားကိုဟောပြောဖို့ဖြစ်တယ်။အချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဘာလို့ရမလဲ။ဟောပြောရမယ်။အဲ့ဒီဟောပြောတဲ့အခါဘာမျှော်လင့်ချက်ဘာရည်မှန်းချက်နဲ့ဟောပြောရမလဲ။ခရစ်တော်ဘုရားပေါ်ထွန်းပြီးတော့နိုင်ငံတော်တည်မဲ့ကာလအသက်ရှင်သောသူတည်သောသူတွေရှေ့မှာတရားစီရင်မယ်ဘုရားသခင်ရှေ့မှာကျမတို့မျှော်လင့်ပြီးတော့ဖြစ်တယ်။ကျိုးထွန်းဆိုရမှာတမန်တရားကိုမကြားချင်တော့ဘူးသူတို့တတ်မှတ်တဲ့စိတ်နဲ့မှားယွင်းတဲ့ဩဝါဒတွေနောက်ကိုဒိုင်းတိုင်းစကားတွေနောက်ကိုလူတွေကလိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်အလွန်ရှည်တဲ့စိတ်နဲ့ဆုံးမရပေးပါနော်ဆင်းရဲဒုက္ခတွေကြုံတဲ့အခါတီးခံပါနော်ယုံကြည်သူတွေဘုရားသခင်ခွန်အားပေးတာဖြစ်တယ်ဖခင်ကျမတို့ကိုလှုပ်စေခြင်းနဲ့ပြုရမယ့်ဝတ်တွေအကုန်စင်ပြုပြီးတော့ပြေးရတဲ့လမ်းကိုအဆုံးတိုင်အောင်ပြေးတဲ့သူယုံကြည်ခြင်းတရားကိုစောင့်ရှောက်တဲ့သူတွေအတွက်နော်ဘုရားသခင်မလုပ်ထားလဲကောင်းစွာတိုက်လံခြင်းပြုတဲ့သူတွေအတွက်ဓမ္မတရဖို့ပြင်ဆင်ထားတယ်ဒါကြောင့်ကျမတို့လေဒီကာလအတွက်ပဲအသက်ရှင်နေယေရှုယုံကြည်ခြင်းအပြင်ဒီလောကအတွက်ပဲကျမတို့အသက်ရှင်နေဆိုရင်ကျမတို့လောက်ဆုံးရှုံးတဲ့လူရှိမှာမဟုတ်ဘူးဒါကြောင့်ဒီနေ့ကျမတို့ရဲ့ဘဝမှာလင်းရအောင်မျော်လင့်နေသူတွေပေါ်မှာဘုရားကအဲ့ဒီမျော်လင့်ပြီးဘုရားအပ်ထားတဲ့နော်နှုတ်ကပတ်တော်ကိုဟောပြောတဲ့တမ္မာတရားကိုနော်ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ခြင်းကကျမတို့ကိုဘုရားသခင်ပေးမယ်ဓမ္မတရဖူကအစဉ်သိရှိနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဝင်ငါခြင်းတာဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့ဘေးမှာရှိတဲ့လူကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့အသင်းတော်မှာရှိတဲ့သူဝိညာဉ်ရေးမှာလုပ်ဖို့ဆောင်ဖက်တွေလည်းဖြစ်နိုင်တယ်အသင်းသူအသင်းသားတွေလည်းဖြစ်နိုင်တယ်ယုံကြည်သူတယောက်နဲ့တယောက်ကိုလည်းတိမှတ်ပြီးတော့ပေါ့နော်ကျမတို့အသက်ရှင်ရအောင်ကိုဘေးနားမှာဘယ်သူမှမရှိဘူးလူတွေကကိုယ့်ကိုစွန့်ပစ်နေတော့မှရှင်ပေါ်လူလိုပဲနောက်ဆုံးချိန်မှာဖျားပေးတဲ့ခွန်အားနဲ့နော်တမန်တရားကိုစောင့်ရှောက်ပြီးတော့တယောက်ထဲကြံရင်တော့အဆုံးသက်လာတဲ့သူဖြစ်ဖို့ဘုရားသခင်ကောင်းချီးပေးပါစေအာမင်ဒီနေ့ကျမတို့နောက်ဆုံးသောကာလမှာနော်တကယ်ကြုံတွေ့မယ်ဆိုရင်ကျမတို့အတွက်နော်ဘုရားသခင်တိုးမိထားတဲ့တရဖူကိုကျမတို့ရရှိဖို့ရအချိန်ရောက်ရှိလာမှာဖြစ်တယ်ဒါကြောင့်ခဏတာလေးကိုပဲမစင်စားပဲနဲ့ယေရှုကြွလာမယ့်နေ့ကိုမျှော်ကြည့်ရအောင်နော်နိုင်ငံတော်တည်ထောင်မယ့်နေ့ကိုမျှော်ကြည့်ရအောင်နော်ကျွန်တော်တို့ရဲ့အသက်တာထဲမှာဘလို့ဆင်းရဲဒုက္ခပဲကြုံစိတ်မပြတ်ပဲနဲ့တယောက်ထဲကြံရင်တော့ဘုရားတွေဖြစ်ဖို့အသက်တာအဆုံးသက်ကောင်းတဲ့သူဖြစ်ဖို့ပြေးလန်းကိုနော်အဆုံးတိုင်အောင်ပြေးတဲ့သူတွေဖြစ်ဖို့နော်တဝက်တစ်ပြက်မှာကြံခဲ့တဲ့သူတွေမဖြစ်ဖို့ကျွန်မအနေနဲ့အားပေးချင်တာဖြစ်ပါတယ်နော်ဒါကြောင့်ကိုယ့်ရဲ့တငယ်ချင်းကိုယ့်ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့ဆက်နွယ်တဲ့သူတွေကိုလည်းကောင်းကောင်းသိပါစေနော်ကိုယ့်ဘသူကကိုယ့်ကိုဆူတောင်းပေးတဲ့သူလေကိုယ့်ဘသူကစန့်ကျင်တဲ့သူလေကောင်းကောင်းသိပါစေနော်သူတို့နဲ့အလုံးမရှုပ်ပါနဲ့ဘုရားရဲ့တမန်တရားအသက်ရှင်ပါဆိုပြီးတော့ကျွန်မအင်းများလောင်းနဲ့အားပေးချင်တာဖြစ်တယ်အဲဒါစီတိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေကျေးဇူးတင်တယ်